အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်အိန္ဒိယနိုင်ငံချန်ဒီဂတ်မြို့ကနေနီပေါနိုင်ငံကိုဝင်ဖို့နေဆက်အထိစပင်းနှင်းခဲ့တဲ့6ရက်တာခီးစဉ်ကိုပြပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ6ရက်တာအတွင်းဘယ်လိုတွေဖြတ်တန်းခဲ့တယ်လဲဆိုတော့ကျွန်တော်နဲ့အတူတူဒီဗီဒီယိုကိုကြည့်လိုက်ရအောင်ပထမဆုံးပြပြချင်တာကဒီ6ရက်တာအတွင်းကျွန်တော်အနေနဲ့ဗီဒီယိုတွေကိုပုံမှန်မရိုက်ဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ Indian visa တက်တန်းကုန်တော့မှာဖြစ်တာကြောင့်မလို့တက်တန်းမကုန်ခင်မှာနေဆက်ကိုရောက်အောင်စပိန်ကိုအပြင်းနှင်းခဲ့တာကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီ vlog မှာတုံးထားတဲ့ဗီဒီယိုတချို့ကကြတော့အရင်ကရိုက်ထားတဲ့ဗီဒီယိုတွေကဖြစ်ပါတယ် Okay ဆိုတော့စားလိုက်ရအောင်ဆိုတော့ကျွန်တော်တို့ဒီချန်ဒီဂတ်မှာကြတော့ကျွန်တော်တို့ဒီဖျားเจ้าဒီဟိန္ဒူဖျားเจ้าတစ်เจ้าမှာအိတ်ခဲ့တယ်အဲ့ဒီကနေမနေ့၈နိုင်လောက်ကျတော့ဒီဖျားเจ้าကဒီကပ္ပယလို့ပြောရမလားပေါ့နော်ဒီဖျားเจ้าမှာလှုပ်လှုပ်တဲ့လူတယောက်ကဒီမနက်စာကိုယူလာပေးတယ်ဆိုတော့ကျွန်တော်တို့လည်းဒီမနက်စာကိုစားတော့လက်ဖက်ရည်တောက်ပြီးမှကျွန်တော်စားထွက်ဖို့ပြင်တယ်ဒါပေမဲ့ကျွန်တော်နဲ့အတူတွားတဲ့တငယ်ချင်း2ယောက်ကကြတော့ဒီဖျားเจ้าမှာပဲသူတို့ကနောက်ထပ်1ရက်နေအောင်မယ်လို့ပြောလာတယ်ဘယ်လိုပဲဖြစ်ပါသူတို့2ယောက်နဲ့ကတော့ဒီချန်ဒီဂတ်ကနေစမှခွဲသွားရတော့မှာပါဘာဖြစ်လို့လဲဆိုရင်သူတို့ကအိန္ဒိယနိုင်ငံတောင်ပိုင်းကိုဥတီမှာဖြစ်ပြီးတော့ကျွန်တော်ကကြတော့ဒီနီပေါနေဆက်ကိုဥတီမှာမလို့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကလည်းသူတို့2ယောက်ကိုနှုတ်ဆက်ပြီးတယောက်တည်းထွက်လာခဲ့လိုက်တယ်โอเคဆိုဒီမနေ့ကတော့ကျွန်တော်တကယ်ချင်း2ယောက်နဲ့ကျွန်တော်ဒီညမှာပဲတက်စီသွားတော့မှာဗျဆိုမနေ့ညတော့ oh shit မနေ့ညတော့ဒီဖျားချောင်းထဲမှာအတူတူအိတ်ဆက်ခဲ့တယ်ပေါ့နော်ဒီမှာဆိုဒီမနေ့ကတော့ကျွန်တော်ကတော့ဒီနီပေါဘော်ဒါဘက်ကိုဦးတည်မဲ့သူတို့2ယောက်ကကြတော့ Rajasthan နဲ့ Madhya Pradesh ကိုတွားမယ်ဆိုတော့Okay ဆိုတော့ကျွန်တော်ဒီမှာပဲလမ်းခွဲတော့မှာဗျကျွန်တော်ဒီ6ရက်တာအတွင်းမှာအိန္ဒိယနိုင်ငံရဲ့ပြည်နယ်4ပြည်နယ်ကိုဖြတ်နှင်းခဲ့ရပါတယ်အဲ့ဒါတွေကကြတော့ဒီချန်ဒီဂတ် ဟာရီယာနာဥတ္တပရဒက်ရှ်နဲ့ဒီဥတ္တရာခန်ပြည်နယ်တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဖြတ်နှင်းခဲ့တဲ့ပြည်နယ်တွေတော်တော်များများကကြတော့ဒီမြေပြန့်ဒေသဖြစ်တယ်လို့လူဦးရေလည်းအလွန်ထူထပ်တဲ့ဒေသတွေဖြစ်ပါတယ်ဆိုတော့ဒီကျေးရွာတိဆောက်ပုံတွေကကြတော့ပုံမှန်အိန္ဒိယနိုင်ငံရဲ့ရွာတွေလိုပါပဲအရန်ကြီးထူးခြားတာမျိုးမရှိပါဘူးအရင်ဗီဒီယိုတွေမှာလည်းမြင်ဖူးပြီးသားကျေးရွာပုံစံတွေပါပဲလမ်းအခြေအနေတွေကကြတော့လေဒီကျွန်တော်ကဒီအမြန်တွားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပြည်ထောင်စုလမ်းမကြီးတွေကနေပဲတွားခဲ့တာဖြစ်ပါတယ်ဆိုတော့ချွတ်ချွတ်မွေ့ပါပဲပြီးတော့ကျွန်တော်ပြောသလိုပဲမြေပြန့်ဒေသဖြစ်တဲ့အတွက်ကြောင့်မလို့နင်းရတာအလွန်ပေါ့ပါပြီးမှအရန်ဒီကြွေသားတွေအရန်အားဆိုင်ဆရာမလို့ပေါ့နော်ပေါ့ပါနဲ့နင်းလို့အရန်ကောင်းပါတယ်ဒီတစ်ခုပဲပေါ့နော်ကျွန်တော်ပြောခဲ့သလိုဒီဒေသတွေကလူဦးရေအရန်ထူထပ်တယ်ဗျဒီဥတ္တပရဒက်ရှ်တွေဆိုရင်ပြည်နယ်ဆိုရင်ပြည်နယ်ကကြတော့ဒီအိန္ဒိယနိုင်ငံရဲ့ဒုတိယအကြီးဆုံးပြည်နယ်တစ်ခုဖြစ်တယ်ဒါပေမဲ့လူဦးရေကကျတော့အိန္ဒိယနိုင်ငံမှာအများဆုံးလူဦးရေရှိတဲ့ပြည်နယ်ဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံထက်တောင်မှလူဦးရေပိုများတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲဒီလူဦးရေကအများများတယ်အဲ့ဒါကြောင့်မလို့ဒီမြို့တွေရွာတွေဖျက်ရပြီဆိုရင်ဒီပြည်နယ်ထဲမှာရှိတဲ့မြို့တွေရွာတွေဖျက်ရပြီဆိုရင်ကျွန်တော်အရန်စိတ်ညစ်ရတယ်ဗျာဒီရွာနဲ့ရွာတို့မဟုတ်မြို့ကိုဖျက်ရတော့မယ်ဆိုရင်တော်တော်နဲ့ကိုမပြီးဘူးဗျအတော်ကြာဒီအကွာအဝေးကအရန်မဟုတ်ပဲမဲ့ဒီမြို့တွေကိုဖျက်ရလူအရန်ကြတာကြောင့်မလို့လीနော်ဆိုတော့တော်ကြာမှမြို့ပြင်ကိုရောက်တာမျိုးတွေခဏကြုံရတယ်ပေါ့နော်အဲ့တခုကကျတော့ကျွန်တော်အရန်ဒီတိတ်သဘောမကျမိဘူးပေါ့နော်ဒါပေမဲ့ဒီအဲမှာကျွန်တော်ဒီချန်ဒီဂတ်မြို့ကိုကျတော့တော်တော်လေးသဘောကျမိတယ်ဗျ။ဘာဖြစ်လို့လဲဆိုရင်ဒီမြို့ကအတော်လေးကိုစနစ်ကျကျတည်ဆောက်ထားတဲ့မြို့ဖြစ်တယ်။ပြီးတော့
ဒီမြို့ထဲမှာဆိုရင်ဘယ်လမ်းပဲပြပေါ့နော်ဒီဟို Google Map ကနေကြည့်လို့လည်းရတယ်နော်ကြည့်လို့လည်းရတယ်ပေါ့နော် Google Map ကနေဟို satellite view ကိုပြောင်းပြီးမှလည်းကြည့်လို့ရတယ်သူကဒီမြို့တိဆောက်ပုံကကျတော့သူက4000အကွက်ကြပေါ့နော်တိဆောက်ထားတယ်ပြီးတော့ဒီလူတွန်းလန်းနဲ့ဒီစပိန်လမ်းလျှောက်လမ်းလျှောက်တဲ့လမ်းနဲ့ဒီကားတွေဆိုင်ကယ်တွေတွားတဲ့လမ်းကိုသူကတက်စီခွဲထားပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လူမျိုးစပိန်နဲ့တွားတဲ့လူတွေလမ်းလျှောက်ချင်တဲ့လူတွေတွေ့ကြတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဲဒါကြောင့်လည်းကျွန်တော်လည်းအတော်လေးသဘောကျခဲ့ပါတယ်ပေါ့ Okay ဆိုတော့အခုကျွန်တော်ချန်ဒီကတ်ဆိုတဲ့မြို့ရောက်နေပြီဗျဒီမြို့မှာမိုက်တယ်ဗျဒီမှာဘောဘက်မှာကားလမ်းပေါ့နော်ဒီဘက်မှာစပိန်လမ်းဗျဟုတ်စပိန်လမ်းကိုတက်လောက်ထားပေးတယ်နော်အမင်းဆိုတော့စပိန်နေရတာအဆင်ပြေတယ်ဗျာအရှုပ်အရှက်မရှိတော့ရမ်းမဲစင်းဆူဆူနဲ့ကျွန်တော်ဒီမှာခဏနားနေတယ်လို့ဆိုပြီးတော့ဒီမြို့ကတေးလေးဗျဒီမြို့လည်းဟုတ်တယ်ပြီးရင်ပြည်နယ်လည်းဟုတ်တယ်ပေါ့နော်Union Territory လို့ခေါ်ရပေါ့နော်အဲ့ဒါတေးလေးဗျအဲ့ဒါဒီမြို့ကပြည်နယ်တစ်ခုရဲ့မြို့တော်ဖြစ်တယ်ဗျပန်ဂျပ်နဲ့ဟာရီယာနာဆိုပြီးမှအဲ့ဒီပြည်နယ်တစ်ခုရဲ့မြို့တော်ဖြစ်တယ်ပေါ့နော်ဒီမြို့ကโอเคကျွန်တော်လမ်းကူလိုက်အောင်ပဲဗျဆိုတော့ဒီထဲမှာကျွန်တော်ကဒီနောက်ထပ်နိုင်ငံတနိုင်ငံကိုကူးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီပတ်စံကိုဒီ6ရက်တာအတွင်းမှာပတ်စံကိုအတတ်နိုင်ဆုံးချွေတာတဲ့အနေနဲ့စားတာတောက်တာပြီးရင်ဒီအိတ်တာပေါ့နော်ညနားတာကအစကျွန်တော်တော်လေးကိုချွေတာခဲ့တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ညအိတ်နားတဲ့အချိန်မှာဆိုရင်ကျွန်တော်ဟိုတယ်တွေတရုတ်ခန်းတွေမှာဆိုရင်ကျွန်တော်အတတ်နိုင်ဆုံးရှောင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီတဟာပါလို့ခေါ်တဲ့ဒီစားတောက်ဆိုင်ပေါ့နော်လမ်းဘေးဒီလမ်းမကြီးဘေးတွေမှာရှိတဲ့စားတောက်ဆိုင်တွေမှာညသူတို့ကိုခွင့်တောင်းပြီးမှညအိတ်ဆက်အနားယူခဲ့တယ်အဲ့လိုမျိုးဆိုင်တွေကလည်းသူတို့ကလည်းကျွန်တော်တို့ဒီလိုမျိုးခီးသွားတဲ့လူတွေဆိုရင်သူတို့ကလောလောလားလားနဲ့အိတ်ဆက်ခွင့်ပေးတယ်ပေါ့နော်ဒါပေမဲ့သူတို့စီကနေဒီအစားအသောက်ကတော့မာစားရတာပေါ့နော်ဒါတွေကလည်းဘယ်လောက်မှမရှိ$1 $2လောက်မာစားရင်လည်းရတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေနဲ့ဖြတ်တန်းခဲ့ရပါတယ်ပေါ့ကျန်တဲ့စတော့ဆိုင်ပဲပေါ့နော်ညကဟိုအဲ့ဒီအပြင်မှာအိတ်ချတယ်ပေါ့နော်ညကဆိုင်စားဖွင့်ခုမှဆိုင်တင်လို့လုံးโอเคကျွန်တော်တွားတော့မယ်ဗျโอเคမင်္ဂလာပါဆိုတော့ကျွန်တော်အခုနေပေါ်ဘော်ဒါနဲ့နီးနေဗျ50ကီလိုမီတာပဲလူတော့တယ်ဒါဝတ်မဆုံးပြန်ရိုက်တာပေါ့နော်ဗီဒီယိုကျွန်တော်ချန်တီကာကနေထွက်လာတဲ့ကျွန်တော်ဗီဒီယိုလုံးဝမရိုက်ခဲ့ဘူးပေါ့နော်ဖုန်းနဲ့လည်းမရိုက်ဘူးကင်မရာနဲ့လည်းမရိုက်ဘူးဓာတ်ပုံလည်းမရိုက်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်နေပေါ်ဘော်ဒါကိုမြန်ဝင်မရအောင်ဆိုကျွန်တော်ရဲ့ဗီဇာကုန်လာပြီပေါ့နော်ဗီဇာမကုန်ခင်မှာဝင်မရမယ်ပေါ့နော်အဲအကြောင်းမလို့ကျွန်တော်လုံးဝဒီစပိန်နင်းတော့ပဲအာယုံဆိုင်မှာလုံးဝအပြင်းနင်းနေရပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီအခုဒီနေ့နဲ့ဆိုရင်9ရက်ရှိပြီလုံးဝဗီဒီယိုမရိုက်ဘူးပေါ့နော်ဒါပထမဆုံးပြန်ရိုက်တာပေါ့နော်โอเคဘယ်လိုပဲဖြစ်ပါကျွန်တော်အခုနေပေါ်ပေါ်တာကိုဝင်တော့မယ်မနေ့ပြန်ဆိုရင်ကျွန်တော်ဝင်မယ်ဒီနေ့ကတော့ကျွန်တော်ဒီဘက်အိန္ဒိယဘက်ချမ်းမှာနားနေလိုက်မယ်မနေ့ပြန်ဆိုရင်ကျွန်တော်နေပေါ်ပေါ်တာကိုဝင်မယ်ပေါ့နော်โอเค
ဘေးပတ်ဝန်းကျင်လေးတွေနည်းနည်းပြမယ်နော်โอเคလေရန်တိုက်နေဗျလေရစပိန်နင်းနာလေဆန်တိုက်မှတက်နင်းနေရဆိုတော့အရန်များလည်းမသွားနိုင်ဘူးဒီနေ့ကโอเคမိုးလဲအုပ်နေပြီဟိုမှာအရန်မင်းနေပြီကောင်းကင်မှာโอเคဆိုတော့ကျွန်တော်ဆက်သွားမယ်ဗျအခုနောက်ထပ်50ကီလိုမီတာပဲလူတော့တယ်โอเคပြန်တွေ့ရအောင်ဒီလိုနဲ့ကျွန်တော်အောက်ဂတ်26ရက်နေ့ပေါ့နော်26ရက်နေ့ကျတော့ကျွန်တော်ဒီအိန္ဒိယနေပေါနေစအိန္ဒိယဘက်ချန်ကဒီပန်ပါဆာဆိုတဲ့မြို့ကိုကျွန်တော်ရောက်ခဲ့တယ်အစတော့ကျွန်တော်ဒီဘက်အိန္ဒိယဘက်ချမ်းမှာတ냐အိတ်ပြီးမှနောက်နေ့မှပဲအေးစစ်ဆေးပေါ့နော်လူအပ်တဲ့ဒီပတ်စံတွေလေးယူပြီးရင်လူအပ်ဒါလေးတွေနည်းနည်းပြင်ဆင်ပြီးမှကျွန်တော်နီပေါ်ဘက်ကိုကူးဖို့ကျွန်တော်စဉ်းစားထားတဲ့စားခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာလုံးဝမျောလင့်မထားတဲ့အခြေအနေတစ်ခုဖြစ်လာခဲ့တယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်ရဲ့ဒီအိန္ဒိယဗီဇာပေါ့နော်ကုံဆုံးမဲ့ရက်စွဲကိုကျွန်တော်မားတွဲမိခဲ့တာဗျကျွန်တော်ခီးသွားနေတဲ့တလျှောက်လဲအဲ့လိုပဲမားတွဲခဲ့တယ်ဗျဘာလို့ဆိုရင်ကျွန်တော်တွေ့ထားတာကြတော့စက်တင်ဘာပထမအပတ်လောက်မှကျွန်တော်ရဲ့ဗီဇာကုန်မယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်ရဲ့ဗီဇာကအဲ့ဒီအောက်ဂတ်လဒီနေ့ပေါ့နော်26ရက်နေ့ကိုကုန်ပါဗျအဲ့လိုဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုတည်းကျွန်တော်မသိဘူးအဲ့ကြောင့်မလို့ကျွန်တော်ကဒီဟိုတယ်ပေါ့နော်ဒီတိကိုခန်း check in ဝင်နေပေါ့နော် check in ဝင်တော့အဲ့ဒီမှာအဲ့ဒီ check in ဝင်တော့အဲ့ဒီတိကိုခန်းပိုင်ရှင်ကကျွန်တော်ရဲ့ passport ကိုကြည့်ပြီးမှသူကဟေးမင်းရဲ့အိန္ဒိယဗီဇာဒီနေ့ကုန်ပြီတဲ့အဲ့လိုနဲ့ကျွန်တော်လည်းဟာတိတ်မယုံချင်တာနဲ့တေချာပြန်ကြည့်လိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မှတကယ်ကြီးကိုဒီနေ့ပေါ့နော်အောက်ဂတ်26ရက်နေ့ဗီဇာကုန်တဲ့ရက်ကွတိဖြစ်နေတာအဲ့ဒါနဲ့ဒီအချိန်ကိုကြည့်လိုက်တော့လဲညနေမောင်စာပြုတ်နေပြီပေါ့နော်မောင်စာပြုတ်နေပြီ6နာရီခွဲလောက်ဖြစ်နေပြီပေါ့ဒီလိုနဲ့ကျွန်တော်လဲဟိုတိကိုခန်းပိုင်ရှင်ကိုနေစကိဖွင့်နိုင်သေးလားဘာညာပေါ့နော်အဲ့လိုမေးလိုက်တော့သူကလည်းဖွင့်မယ်တင်တယ်ဖွင့်နိုင်သေးတယ်ဆိုတော့အမြန်သွားလိုက်ဆိုပြီးမှသူကပြောပြအဲ့လိုပြောလိုက်လို့ကျွန်တော်လည်းမောင်မေးထဲမှာပေါ့နော်ကျွန်တော်ရဲ့ဒီတမီးတစ်လုံးနဲ့ပဲအပြင်းနင်းသွားလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကျွန်တော်ညနာဖို့လုပ်တဲ့ဒီဘမ်ဘာဆာမြို့နဲ့ဒီနေဆာ immigration ရုံးရှိတဲ့နေရာအထိအကြတော့သူက6ကီလိုမီတာကျော်9ကီလိုမီတာလောက်ဝေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီကြားထဲမှာကျွန်တော်အပြင်းနင်းသွားတယ်ဟိုညမောင်တဲ့အချိန်ဆိုတော့ကျွန်တော်နေဆက်ဒီမှာသူ့ရဲ့နေဆက်ဒီအနေအထားတွေဘယ်လိုရှိရဲဆိုတော့ကျွန်တော်မသိတော့ဗျအဲ့ဒီမှာကျွန်တော်တတိထားမိရတာကျွန်တော်ရေကာတာလိုမျိုးအပေါ်ကနေဖြတ်သွားရတယ်ပေါ့နော်အဲ့ဒါပဲကျွန်တော်တတိထားလိုက်မိတယ်ဆိုတော့ကျွန်တော်ဒီဟိုဘက်ကန်တော့ဒီအိန္ဒိယဒီ immigration ရုံးကိုရောက်တဲ့အချိန်ကကြတော့ဟိုလောက်ရှိပြီညနေ9နာရီကျော်ပြီ8နာရီထိုးတော့မယ်အဲ့ဒီမှာတော့တေးလို့ဒီကျေးဇူးတော်ကြောင့်မလို့နေစကိဒီ immigration ကကြတော့ဖွင့်နေသေးတယ်ပေါ့နော်ဖွင့်နေသေးမှအဲ့ဒီက officer ကိုကျွန်တော်ဒီဟိုနေပေါ်ဘက်ကိုဝင်မယ်အိန္ဒိယနဲ့ထွက်မှာပါညာပေါ့အဲ့လိုပြောပြီးမှprocess တွေလုပ်ပြီးမှကျေးဇူးတော်ကြောင့်မလို့ကျွန်တော်ဘာမှတငွေဆောင်ဆရာမလိုပဲနဲ့အိန္ဒိယကနေပေါ့နော်အိန္ဒိယကနေသူ့ရဲ့ visa ကုန်တဲ့နေ့ကွတိကိုထွက်လာနိုင်ခဲ့ပါတယ်ပေါ့Okay ဆိုတော့ဒီ vlog မှာကျတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပြရစီပေါ့နော်နောက်ဗီဒီယိုမှာကျတော့ကျွန်တော်ဒီညီပေါ်ဘက်ကို immigration ဝင်တဲ့အချိန်မှာအခက်အခဲလေးတွေကြုံတွေ့ခဲ့တယ်ပေါ့နော်အဲ့ဒါလေးတွေကိုပြသွားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ခုနကျွန်တော်ပြောတဲ့အတိုင်းပဲအိန္ဒိယမှာကျွန်တော်ပြင်ဆင်မယ်ဆိုတဲ့ရက်ကပြင်ဆင်လို့မရတော့ဘူးပေါ့နော်ပြင်ဆင်ရမယ့်အရာလေးတွေကိုပြင်ဆင်ဖို့ဟုတ်မနဲ့လောနဲ့ထွက်လာခဲ့ရတဲ့အတွက်ကြောင့်လို့ဒီနီပေါ် immigration ကိုဝင်တဲ့အချိန်မှာလည်းအခက်အခဲလေးတွေကအဲ့လိုမျိုးဆက်တက်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုကြတော့ကျွန်တော်ဒီနောက်ထပ်ဗီဒီယိုမှာပြန်ပြောပြသွားပါမယ်ပေါ့ဆိုတော့ဒီ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပေးကြပါနော် Okay ဆိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ရအောင်